အပိုင်း30ရဲ့အစားမှာဆိုရင်တော့ကာကွယ်ရေးတပ်ဖွဲ့ကတပ်သားတွေနဲ့ဗိုလ်ကြီးတွေကမီကာဆာနဲ့အဲလွန်တို့ကိုဝိုင်းထားခဲ့ပြီးအဲလွန်ကိုမင်းကဘာလဲလူလားဘလူးလားလို့ထပ်မေးနေတာကိုတွေ့ရမှာဖြစ်ပါတယ်။အဲလွန်ကမျက်စိမိတ်ပြီးသူကလူသားဖြစ်ကြောင်းဖြေကြားလိုက်တဲ့အချိန်မှာဗိုလ်ကြီးကဟုတ်လားဒါဆိုရင်လည်းငါ့ကိုမမုန်းနဲ့လို့ပြောလိုက်ပြီးတတိုင်းပေါ်မှာရှိနေတဲ့အမြောက်တပ်ကိုအဲလွန်စီကိုပြစ်ဖို့အတွက်လက်ပြကအချက်ပေးလိုက်တာကိုတွေ့ရပါသေးတယ်။နောက်တစ်ခါမှဆိုရင်တော့တပ်သားမာကိုကဌာနချုပ်စီကိုပြန်ရောက်လာခဲ့ပြီးဖြစ်ပြီးသူကငါဆက်ပြီးတော့ဘလူးတွေကိုမတိုက်ခိုက်နိုင်တော့ဘူးလို့ပြောလိုက်ပါတယ်။အကြောင်းရင်းကတော့သူ့ရဲ့လှုပ်ဖော်ကိုင်းဖက်တွေအားလုံးကသူ့မျက်စိရှိမှပဲဘလူးတွေစားတာကိုခံလိုက်ရတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။လှုပ်ဖော်ကိုင်းဖက်တပ်သားတွေအားလုံးကစီစီညံ့ညံ့ကြည်အောင်ဝါးစားခံနေရတာကိုမာကိုအနေနဲ့မြင်ခဲ့ရပေမဲ့ဘာမှကူညီပေးဖို့မတတ်နိုင်ခဲ့ပါဘူး။ဒါပြင်ဒီမြင်ကွင်းကိုကြည့်ပြီးသူ့စိတ်ထဲမှာဝမ်းနေတာတွေဒေါသထွက်တာတွေရောဖြစ်မလာခဲ့ဘဲနဲ့အဲ့လိုဘလူးကြီးအစားခံရတာငါမဟုတ်လို့တော်သေးတာပေါ့ဆိုတာကိုပဲသူတွေးနေခဲ့မိတဲ့အကြောင်းပြောပြနေခဲ့တာပါသူ့ရဲ့ပုံစံကစိတ်မနှမ်းတဲ့သူတယောက်လိုဖြစ်နေပြီးနောက်တစ်ခါဆိုရင်အစားခံရတာကငါအလဲရောက်လာလိမ့်မယ်လို့တွေးမိကသွေးပြက်ခြောက်ခြားနေခဲ့တာဖြစ်ပါတယ်ပြီးတော့သူသဘောပေါက်သွားတဲ့တစ်ခုကသူတို့အလုပ်ဟာသူတို့တွေမစားမခံရမချင်းဘလူးတွေနဲ့မတိမချင်းကိုတိုက်ခိုက်နေရမှာဖြစ်တာမို့လွတ်လန်းမရှိတော့ဘူးလို့သူကတွေးနေခဲ့မိတာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့ဘလူးအစားခံရမှာထက်ဆိုင်အခုချက်ချင်းတည်သွားတာမှပိုကောင်းအောင်မယ်လို့သူကအဆုံးဖြတ်ခဲ့တာဖြစ်ပြီးကာကွယ်ရေးတပ်ဖွဲ့ထဲမှာဆက်မနေနိုင်တော့ဘူးလို့ပြောပြနေခဲ့တာပါမာကိုကသူ့ကိုယ်သူတက်သေးဖို့အတွက်ဓာတ်ကိုထုတ်လိုက်ပေမဲ့သူတငယ်ချင်းဖြစ်သူကတော့သူ့ကိုတားဆီးလိုက်ပြီးဒီလိုဖြစ်နေတာသူတယောက်တည်းမဟုတ်တဲ့အကြောင်းတပ်ဖွဲ့ဝင်တွေအားလုံးကလည်းဒီလိုပဲခံစားနေရတဲ့အကြောင်းဒါပေမဲ့ပြည်သူတွေကိုကာကွယ်ဖို့အတွက်သူတို့တွေကဒီအလုပ်ကိုဆက်လုံးမရမှာဖြစ်တဲ့အကြောင်းစိတ်ရှိနဲ့နားချနေကြတာကိုတွေ့ရပါတယ်။ပြီးတော့သူတို့ဘေးမှာထိုင်နေတဲ့ဆာရှာကဒီလိုအဖြစ်မျိုးတွေကြုံတွေ့ခဲ့ပြီးရတာမှသူမကမိန်းကလေးတယောက်ဖြစ်ပေမဲ့စစ်သားကောင်းတယောက်အဖြစ်ဆက်ရှိနေတော့မယ်အလောက်ထိမပြော့ညံ့စမ်းပါနဲ့လို့လည်းအားပေးလိုက်ပါသေးတယ်။အဲ့ဒီအချိန်မှာပဲဆာရှာကရုတ်တရက်အော်ဟစ်လိုက်တာကိုတွေ့လိုက်ရပြီးလူတွေအားလုံးကလည်းထိတ်လန့်သွားတဲ့အချိန်မှာငါဘိုက်ကတော်တော်နာနေပြီးတရားရနေတဲ့သူတွေကိုကုသပေးတဲ့နေရာပဲသွားရင်ကောင်းမလားလို့ပြောကသူ့ရဲ့မျက်နှာမှာလည်းချွေးသီးချွေးပေါက်တွေကကျလာခဲ့ပါတယ်။ဒီလိုဖြစ်နေရတဲ့အထက်အလွန်ရဲ့အကြောင်းကိုပါသူတို့သိသွားကြမယ်ဆိုရင်တော့တပ်ဖွဲ့ဝင်တွေအားလုံးကခံနိုင်ရရှိတော့မှမဟုတ်ပဲတကွဲတပြားစီဖြစ်သွားကြတော့မှာပါ။ဒီအချိန်မှာအမြောက်နဲ့ပြစ်လိုက်တဲ့အတန်တစ်ချက်ကိုကြားလိုက်ရတဲ့အတွက်ကြောင့်သူတို့တွေအားလုံးကလည်းထိတ်လန့်သွားကြပြီးတော့ဘလူးတွေဝင်လာတာလားဘာဖြစ်လို့အမြောက်ကတစ်ချက်ပဲပြစ်တာလဲဆိုပြီးတော့စူးစမ်းနေခဲ့ကြပါတယ်အဲ့ဒီအချိန်မှာပဲအတန်ကြားရဘက်ကိုလှမ်းကြည့်လိုက်တော့တတိုင်းကြီးတဲကနေမိခိုးလုံးတွေတက်လာတာကိုတွေ့လိုက်ရပြီးဘလူးတွေတတိုင်းတဲထိပါရောက်လာတာလားလို့သူတို့ကတွေးမိကုန်ကြပါတယ်တကယ်တော့ဒီအမြောက်ကအဲလွန်ကိုပြစ်လိုက်တာဖြစ်ပြီးသူတို့တွေကဒီအဖြစ်မှန်ကိုမသိကြသေးပဲတတိုင်းကြီးကတလောက်ခိုင်းတာဘလူးတွေအထဲကိုရောက်လာတာတော့မဖြစ်နိုင်ပါဘူးဆိုပြီးတော့တယောက်ကိုတယောက်အားပေးနေခဲ့ကြပါသေးတယ်မိခိုးလုံးနေနဲ့တဆက်ထဲမှာပဲဘလူးတကောင်ရဲ့ခန္ဓာကိုယ်ရဲ့ကနေထွက်တဲ့အငွေတွေပါတွေးလိုက်ရပြီးတပ်သားတွေအားလုံးဟာ 3D စည်ရည်သုံးကိရိယာကိုအသုံးပြုပြီးတော့အပေါ်ကိုတက်ကြည့်ဖို့အတွက်ဆုံးဖြတ်လိုက်ကြပါတယ်။တတိုင်းကြီးစီကိုရောက်တဲ့အချိန်မှာသူတို့မြင်တွေ့လိုက်ရတာကတော့ခြေတွေလက်တွေပြတ်နေတဲ့ဘလူးတကောင်နဲ့အဲ့ဒီဘလူးကကာကွယ်ပေးထားတဲ့မီကာဆာနဲ့အာမင်တို့ပဲဖြစ်ပါတယ်။ဒီနေရာမှာဘာတွေဖြစ်နေကြသလဲဆိုတာကိုဘယ်သူမှကောင်းကောင်းနားမလည်နိုင်တော့ပါဘူး။အဲလွန်ကနေပြောင်းလဲသွားတဲ့အဲ့ဒီဘလူးကြီးကအမြောက်တန်းကြောင့်အယိုးတွေကျွေကြကုန်ပြီးမဲ့သူကမသေးသေးပဲဝီမန်ဘိုကြီးကိုသူ့မျက်လုံးတွေနဲ့စိုက်ကြည့်နေခဲ့တဲ့အတွက်ကြောင့်မို့လို့ဘိုကြီးလည်းအနာကပ်ဖို့အန္တရာယ်များလို့နဲ့လို့ဆိုကအနောက်ကိုဆုတ်သွားခဲ့ပါတယ်။သူ့ရဲ့တပည့်တွေဖြစ်တဲ့တပ်သားတွေအားကုန်လုံးကိုလည်းကိုနေရာမှာကိုနေပြီးတော့တတိမလွတ်စေချနဲ့လို့ဆိုကအသင့်အနေအထားနဲ့ပြင်ဆင်ခိုင်းထားလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဘလူးကြီးရဲ့ခန္ဓာကိုယ်ထဲကိုရောက်ရှိနေတဲ့အလွန်ကတတိယလာခဲ့ပြီးလေကုတ်ကနေဖောက်ထွက်လာခဲ့တာကိုတွေ့မြင်ရမှာပါ။အသိငယ်တဲ့အာမင်ကလည်းအမြောက်တန်ကြားလိုက်တာကိုပဲသူမှတ်မိခဲ့ပြီးနောက်တော့ကြောက်ဖို့ကောင်းတဲ့အတန်ကြီးရဲ့တုန်ခါမှုကြီးတစ်ခုရဲ့အပူငွေ့ကြီးတစ်ခုရဲ့ကိုပဲခံစားလိုက်ရတယ်ဆိုတဲ့အကြောင်းရေရွှနေခဲ့ပါတယ်။အဲ့ဒါပြီးတော့အရန်ကြီးမားတဲ့
အယိုးစုအတွင်းကငါတို့ရောက်နေတာလို့ပြောလိုက်တဲ့အချိန်မှာသူ့နောက်မှာရှိနေတဲ့မီကာဆာကအလွန်ကသူတို့ကိုကာကွယ်ပေးခဲ့တာဆိုတဲ့အကြောင်းပြောပြလိုက်ပါတယ်။ဒီအချိန်မှာပဲဘလူးကြီးရဲ့ခန္ဓာကိုယ်ပေါ်ကနေပြေးဆင်းလာတဲ့အလွန်ကမင်းတို့တွေဘာမှမဖြစ်ဘူးမဟုတ်လားလို့ပြောလိုက်ပြီးဒါကတခြားဘလူးတွေရဲ့ခန္ဓာကိုယ်လိုပဲမကြခင်မှာပျောက်ကွယ်သွားလိမ့်မယ်လို့ပြောပြလိုက်ပါတယ်။မျိုးဆောင်တပ်ဖွဲ့ဝင်တွေအကုန်လုံးကဒီအဖြစ်အပျက်ကိုတအံ့တအောနဲ့ငေးကြည့်နေကြပြီးဘာမှမလုပ်သေးပေမဲ့တိတ်မကြခင်မှာဒီမှာတိုက်ပွဲတွေစတင်ဖြစ်ပွားလာကြမှာမို့သူတို့တွေအနေနဲ့အမြန်ဆုံးထွက်ပြေးဖို့လိုအပ်နေပြီလို့အလွန်ကပြောလိုက်ပါတယ်။အခုအချိန်မှာဒီဘလူးကြီးကိုလည်းမြင်သွားပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘလို့မှအလွန်ကလူသားပါဆိုတာကိုလက်ခံတော့မှမဟုတ်ဘဲနဲ့သူသိတာတစ်ခုကတော့သူ့ဖေပြောခဲ့တဲ့စကားပါပဲအဲ့ဒါကတော့အလွန်သာအဲ့ဒီကိုမြေအောက်ခန်းကိုသွားမယ်ဆိုရင်အားလုံးကိုနားလေသဘောပေါက်သွားလိမ့်မယ်ဆိုတဲ့အကြောင်းမီကာဆာတို့ကိုပြောပြလိုက်တဲ့အချိန်မှာမီကာဆာတို့လည်းအခုလိုမျိုးဘလူးဖြစ်ပြောင်းသွားတာကအလွန်ရဲ့အဖေကြောင့်မို့လို့ဆိုတာကိုရိပ်မိသွားခဲ့ကြပါတယ်တကယ်လို့သူတို့သာမြေအောက်ခန်းကိုရောက်အောင်သွားမယ်ဆိုရင်ဘလူးတွေကတကယ်ကဘာတွေလဲဆိုတာကိုသူသိလာလောက်မှာပါတစ်ဆက်တည်းမှာပဲသူကသူ့အဖေကိုဒေါသထွက်သွားပြီးကင်းထောက်တပ်သားတွေအရန်သိချင်နေတဲ့သတင်းအချက်အလက်တွေကိုအဖေဖြစ်သူကဘာဖြစ်လို့ဖွက်ထားရတာလဲလို့ဆိုကမကြေမချမ်းနဲ့ရေရွတ်နေခဲ့ပါတယ်လူသားမျိုးနွယ်တွေအတွက်နောက်ဆုံးမျှော်လင့်ချက်ကိုအဖေကငါတို့အိမ်အောင်မှာတော့ပိတ်ပြီးဘာဖြစ်လို့ဖွက်ထားရတာလဲလို့သူကသိချင်နေခဲ့တာပါဒီ9နှစ်အတွင်းမှာရောသူ့အဖေဘယ်ရောက်နေသလဲလို့သူတွေးနေတဲ့အချိန်မှာပဲမီကာဆာကအလွန်ကိုငါတို့ဦးစားပေးလုပ်ရမှာရှိသေးတယ်လို့ပြောလိုက်တဲ့အချိန်မှာပဲအလွန်ကလက်ရှိပြစ္ဆုတ်ပံကိုပြန်ပြီးတော့အသိဝင်လာခဲ့ပါတယ်။မျိုးစောင်းတပ်ဖွဲ့ကတော့မိခိုးတွေပျောက်သွားတဲ့အချိန်မှာအလွန်တို့ကိုအသေးတိုက်ခိုက်ကြဖို့အတွက်အမိန့်ပေးလိုက်ပြီးဒီနေရာမှာပဲအဆုံးသတ်လိုက်ကြဖို့အတွက်ပြင်ဆင်နေခဲ့တာကိုတွေ့ရပါတယ်။အလွန်ကတော့သူဒီကနေထွက်သွားမယ်လို့ပြောလိုက်တဲ့အချိန်မှာမီကာဆာနဲ့အာမင်တို့ကအရန်စိတ်ပူသွားကြပြီးမင်းဘက်ကိုသွားမှလဲလို့မေးလိုက်ပါတယ်။အလွန်ကဒီနေရာကနေဘယ်ပဲဖြစ်ဖြစ်ထွက်သွားပြီးတော့သူတို့အိမ်ရဲ့မြေအောက်ခန်းကိုသွားပြီးအပြေရှာရမှာဖြစ်ပြီးသူဘလူးအဖြစ်ထပ်ပြောင်းပြီးတာနဲ့စတင်လှုပ်ရှားတော့မယ်လို့ပြောလိုက်ပါတယ်။ဘလူးအဖြစ်ဘလို့ပြောင်းရလဲမင်းလှုပ်တတ်တာလားလို့အာမင်ကမေးလိုက်တော့သူကဘလို့ပြောင်းအောင်မသိပေမဲ့သူတကယ်ဖြစ်ချင်လာလို့ရှင်ရဲ့ဘလူးအဖြစ်အသွင်ပြောင်းနိုင်တဲ့အကြောင်းပြောရမယ်ဆိုရင်မင်းရဲ့လက်ကိုဘလို့လှုပ်ရှားရလဲဆိုတာရှင်းပြဆိုရင်မရှင်းပြတတ်သလိုမျိုးပေါ့လို့သူကပြောပြနေခဲ့ပါတယ်။ခုနကတော့ငါတငယ်ချင်းတွေကိုအမြောက်ဆန်စီကနေကာကွယ်ဖို့အတွက်စိတ်ဆန္ဒပြင်းပြနေတာကြောင့်သူ့အလိုလိုဘလူးကြီးအဖြစ်ပြောင်းသွားတာဖြစ်ပြီးအခုတစ်ခါမှာတော့သူများတွေရဲ့တိုက်ခိုက်မှုကိုလည်းခံရမှာဖြစ်တဲ့အတွက်ကြောင့်ပိုပြီးဆွမ်းအားကြီးတဲ့ပုံစံကိုပြောင်းရမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုပြောနေတဲ့အချိန်မှာပဲအလွန်ရဲ့နှာခေါင်းကနေနှာခေါင်းသွေးတွေရှမ်းကျလာတာကိုတွေ့ရပြီးမျက်နှာကလည်းဖြူဖက်ဖြူရောနဲ့နှလုံးခုန်နှုံးကလည်းပုံမှန်မဟုတ်တော့ဘူးဆိုတာကိုတငယ်ချင်းတွေကသတိထားမိနေခဲ့ကြပါတယ်။ဒါပေမဲ့ဒါတွေအားလုံးကိုသူကယူမဆိုင်နိုင်ခဲ့ပဲပထမတစ်ခုကတော့သူတို့တွေကအိုင်လွန်ကိုကာကွယ်ပေးမနေရင်အ ਨੇ ဆုံးတော့သူတို့တွေကမီကာဆာနဲ့အာမင်တို့ကိုတတ်မှာမဟုတ်ဘူးဆိုတာရဲ့နောက်တစ်ချက်ကသူဒီကနေတယောက်တည်းထွက်သွားမယ်ဆိုတာရဲ့ပါပဲဒါပေမဲ့တငယ်ချင်းတွေကတော့သူ့ကိုဒီလိုမျိုးခွင့်မပြုဘဲနဲ့မီကာဆာကသူမလည်းလိုက်မယ်လို့ပြောလိုက်တဲ့အချိန်မှာမရဘူးလို့အလွန်ကတုံ့ပြန်လိုက်ပါတယ်ဒါပေမဲ့မီကာဆာကတော့အကယ်၍နင့်ကိုမိအောင်မလိုက်နိုင်လဲငါ့ကိုစိတ်မပူပါနဲ့ဒါပေမဲ့နင်ပြောသလိုငါလိုက်လို့စရာအကြောင်းမရှိဘူးလို့ခက်မှန်မှာပဲတုံ့ပြန်ခဲ့ပါတယ်မိခိုးလုံးကြီးတွေပျောက်ကွယ်သွားဖို့အတွက်စောင့်နေတဲ့မျိုးဆောင်တက်ကအမြောက်တပ်ဖွဲ့ဟာဗိုလ်ကြီးကိုနောက်တစ်ခါထပ်ပစ်ဖို့အဆင်သင့်ဖြစ်နေပါပြီဆိုတဲ့အကြောင်းသတင်းပေးလာခဲ့ပါတယ်ဗိုလ်ကြီးကတော့စိတ်နဲ့လူနဲ့မကတ်တဲ့ပုံဖြစ်နေပြီးတော့ငါအချက်ပေးတာကိုစောင့်အောင်လို့ပြောလိုက်ပါတယ်မျိုးဆောင်တက်ကတော့သူတို့ရဲ့ဓာတ်တွေအသုံးပြုပြီးတိုက်ခိုက်မဲ့ပုံမပေါ်ပဲလက်နက်ကြီးတွေကိုသာအသုံးပြုပြီးတော့အလွန်ကိုချိန်မုံဖို့အတွက်စဉ်းစားထားပုံရပါတယ်။